ဝင်းမိတာမှာကျွန်တော်နေမိကတော့လူရဲ့ဆမ်မီပဲဖြစ်ပါတယ်အခုကျွန်တော်ကတော့ Minecraft Wi-Fi Adventure ကိုစုံနေဖြစ်ပါတယ်ကို quest သွားယူမှာဖြစ်ပါတယ်ခင်ဗျာကျူရင်းကတော့အရန်လာတယ်ကိုလိုပါလို့နေတယ်ဘာမှမဖြစ်ဘူးရာဒီဥထုရတယ်ညံ့တာရတယ်ဒီဘယ်လုံးညာပဲကွာ quest ပြန်တော့ယူအောင်လည်းဒီ alert ညရတန်တော့တာပဲပြီးမှလို့မသိပါရှိမှာပဲဘာကရက်လောက်ခဏမသိကာပြောတော့မင်းခေရီကိုထွက်မယ်ပါညာပေါ့မဆောက်တော့ပြီး question တော့မှစဘာမှမသိခဲ့နောက်ပိုင်းမှာမင်းဒီ cast လောက်မယ်ဆိုရတဲ့ rush ကိုနေမို့ပဲဒါပေမဲ့နေလို့မရဖြစ်တယ်တမနေ့တော့ကြာသွားပေါ့မစင်းစားနဲ့မရဟုတ်ပါသွားပါပြီဘယ်ခုနတော့တူမတီးနောက်ဆုံးတော့လေညီပုံမနဲ့ကြည့်ရတာသူနောက်မှတီးခဲ့တယ်မတီးရဆိုပတ်တီးပါချာသူကတော့ပတ်တီးနေမှာနေပုံလိုက်ရှာတော့ခင်ဗျာသူကမတီးဘူးဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်ရအောင်စားရင်မတီးဘူးအကောင်မတီးဘူးသွားတယ်တီးတယ်အခုလိုတော့နောက်ဆက်ပဲကြည့်လိုက်ရောခင်ဗျာအချိန်သူကမတွေးတဲ့အဆုံးပဲမတွေးဘူးလို့ထင်တာပဲသူကရှောင်းနေနေတာခင်ဗျာဒီဘုံမှာတွေးနေဒီပါလို့ကြောင်နေရောခင်ဗျာဒီပါလို့မတီးတော့အဆောက်ခဏနေပါတယ်ခင်ဗျာမသိဘူးတဲ့ NPC quest ပြီးတော့မှမသိပါဘူးတဲ့နေပုံကြီးတကယ် quest ပြီးတော့မှခင်ဗျာကျွန်တော်နောက်မှသိခဲ့တာသူမသိပဲနဲ့ရှောက်စတိုင်းနေနေဖတ်သွားတယ်အဲ့ဒါရင်မသိဘူးဒီမှာနောက်ဆုံး woman တွေဖီတာ S စကာကူရဲ့ပန်းရဲ့ quest ကိုရခဲ့တယ်ပေါ့ဘယ်လိုနဲ့ပဲ quest လုပ်ရတယ်ဖီတာ break ကိုဘာဆရာမလို့သူကဇာတိုင်းနေနေမသိဘူးအဲ့ကောင်နဲ့စကားပြောတယ် Sakura trees မှာလည်းနေပုံစားခဲ့တာပေါ့ညောအဲ့ကောင်10ခုတီးအောင်ရှာတယ်ညောတွေ့တယ်တပနာမှာတစ်ခုတွေ့တယ်ခုံနေပါကွာစကေးခုံနေတီးတယ်ခုံနေအဲ့ထဲ snack လုပ်တယ်နောက်ခုယူရယ်သွားတယ်ဟိုဘက်တစ်ခုထပ်ယူတယ်မယူလားယူတော့မှချက်ပါတယ်ခင်ဗျာပေါ်မခုံတက်မလေးခုံနေတူတော့မသိပါဘူးခင်ဗျာလို့ခေါ်မယ်ဆိုကျွန်တော်စဉ်းစားတာပေါ့အရှင်သွားတယ်ယူတယ်နောက်ခုရတယ်အားလုံးပေါင်း5ခုရပါခင်ဗျာသွားတယ်ဒီတစ်ခုထပ်ယူရယ်6ခုရပါခင်ဗျာအချိန်နဲ့အကန့်အသတ်ပါခင်ဗျာ
သွားတယ်ဒီဟိုမှာနောက်တစ်ခုယူတယ်ယူနည်းယူယူလို့ရဖြစ်ယူရဖြစ်နေထက်ခုံယူတယ်ယူလို့မရဖြစ်နေသွားတယ်ခင်ဗျာမတွေ့တဲ့အဆုံးခေါ်ပါကွာခုံမျိုးရှာတယ်ခင်ဗျာအချိန်မှပဲတွေ့တာပေါ့မကြုတ်ကြပါကြံပေလို့မိပါတယ်ဟုတ်တယ်ဂျယ်ဗင်နေဘူးโอเคရပါတခုရပြီအလုံးဝဆိုခုနှစ်ခုရပြီအေတူထခုံနေပါကွာခုံနေဒီမှာနောက်တစ်ခုရှစ်ခုရတယ်အလားတဲ့ဒီဝေါအချင်းကကြာတယ်ဒီခုံလာအလုံးပေါင်းရှစ်ခုလို့ရှိပြီကွာတူရှာမတွေ့ဘူးနောက်ဆုံးတူကြံပဲခုံလို့တွေ့ရခင်ဗျာတူသွားတယ်နဲ့ပဲတူပြီးနောက်ဆုံးတစ်ခုကြာတူလုံးဝမတူဘူးရှာမလို့ဒီအောက်ခုံတော့ပေါ်တော့ပတ်သွားဒီအကုန်သွားအကုန်ရှာတယ်အကုန်လုံးတွေ့အဘီညာရောက်နေပါလေဆိုရှာရင်တွေ့ရှာတွေ့ရှူတယ်ခေါင်းနဲ့မတွေ့ဘူးတူဒီကခေါ်ရမယ်ဆိုပြီးတော့သိပါဒီအောက်နာမလားဒီဟုတ်တယ်မတို့တွေ့မဟုတ်ဘူးအတူစင်းကလုံးဝမတွေ့ဘူးတွေ့ရနောက်ဆုံးတော့ပြီးသွားအဆကူ average မှာတွေ့ရဟောနော်ခဲစမ်းတော့ကိုဆိုသွားမှာပါခင်ဗျာဒီကနေ့စကားပြောတယ်quest ကိုမယူရသေးဘူးတဲ့ okay ယူရstack quest လုပ်ရဒီကောင်ကတော့ဒီရဲ့အရှိရဟုတ် right ဆိုပြီးပြောမှာလေဒီကနေ့ကာမလီထင်းတဲ့ဟာကားတယ်မကားရင်တော့ဝေးရောက်မှာပေါ့ကားသွားခုံနေမရဘူးတော်တိုက်တယ်တော်ခက်တယ်လို့မခေါ်ပါနဲ့လေးတိုက်တယ်ပေါ့ဒီတော့သွားတယ်ခုံနေလီတိုက်တယ်ရင်ငယ်ရတဲ့တန်းကြီးဒီကံတော့လီကသူ့ရဲ့အနာကားနေတခုရှိတယ်ဟုတ်ဆိုဝေးသွားတယ်နည်းသွားရောက်တော့မယ်ဟိုရှိနေစေမလို့လေ1 2 3 go let's dance ကွာရောက်မယ်ဟောတကယ်တော့ right ကဆိုရမှာယူလိုက်ကုမ္ပဏီပါဘောမရှင်ကတော့ဒီရဲ့ sandstone ရဲ့ aircraft ကိုကြည့်ပါမပြီးပါဘူးနောက်တဲ့ပိုင်းလာပါခင်ဗျာနောက်က၄ခုဒါပါခင်ဗျာ
pasa a ti, siento que soy mala, y que no me aguanto drama de nada. Dime si vienes a mi cama, a mi cama. La fama por la fama, si te pasa a ti, siento que soy mala, y que no me aguanto drama de nada. Dime si vienes a mi cama, a mi cama, a mi cama.